ကျမမိတ်ဆက်ပေးပါဦးဆရာမ ဟုတ်ကဲ့ကျမကတော့ရန်ကုန်နည်းပညာတက္ကသိုလ်မှာဒေါ်နန်းခင်တွေဖြစ်ပါတယ် Mechatronic Engineering Department မှာတာဝန်ထမ်းဆောင်နေပါတယ်ရှင်ဆရာမဒါပထမဆုံးအကြိမ်အိန္ဒိယနိုင်ငံကိုရောက်တာပေါ့နော်အဲ့တော့အိန္ဒိယနိုင်ငံမှာစားရတောက်ရတာအဆင်ပြေလားဆရာမခင်ဗျဟုတ်ကဲ့ရှင်ကျမတို့နိုင်ငံခြားခီးစဉ်တွေနဲ့ကတော့ဒါပထမဦးဆုံးအကြိမ်သွားဖြစ်တာဖြစ်ပါတယ်သွားဖြစ်တဲ့ခီးစဉ်ကလည်းဒီအိန္ဒိယခီးစဉ်ဖြစ်နေပါတယ်ရှင်ဟုတ်စားရတောက်ရေးအနေနဲ့ကတော့ပထမတော့စားတောက်ရတာထူးတဲ့ရှင်နဲ့မတူတဲ့အတွက်ကြောင့်မလို့ခက်ခဲမယ်လို့ထင်ခဲ့ပေမဲ့ဒါပေမဲ့စားရေးတောက်ရေးနေရေးထိုင်ရေးကအကုန်လုံးအဆင်ပြေပါတယ်ရှင်ဆရာမဒီမှာမဆလာတွေနောက်တစ်ခါဟိုငရုတ်သီးဆက်တာတွေလေရှိရလေအိန္ဒိယအစားအစာတွေကနောက်ပြီးတော့ချက်ပါတီတို့ပူရီတို့စားရတယ်လေထမင်းကြော်တို့ဘာလို့လဲရှိတာပေါ့ဒါပေမဲ့ချက်ပါတီတို့ပူရီတို့နောက်တစ်ခါဆက်တာတို့ပူရာတို့နောက်တစ်ခါမဆလာတို့နဲ့ရောအဆင်ပြေလားဆရာမဟုတ်ကဲ့ပထမဆုံးရောက်ချင်းမှာတော့စားရတောင်းရတာခက်ခဲပါရှင်ဒါပေမဲ့နောက်ရက်တွေမှာတော့စားရင်နဲ့အရန်စားလို့ကောင်းပါတယ်ရှင်အရန်လည်းကြိုက်ပါတယ်ရှင်ဆရာဒါပထမဆုံးအိန္ဒိယနိုင်ငံရောက်တယ်လို့အိန္ဒိယတက္ကသိုလ်တစ်ခုလည်းပထမဆုံးရောက်တာလေအဲ့တော့အိန္ဒိယတက္ကသိုလ်တစ်ခုရောက်တဲ့ခါကျတော့ဆရာမဘာတွေမြင်တွေ့ဘာတွေသိရပြီးတော့ဘာတွေများခံစားရလဲဘာတွေများလိလာသင်ယူခွင့်ရခဲ့တယ်လဲဆရာမဟုတ်ကဲ့ရှင်တက္ကသိုလ်မဟုတ်ဘူးကိုရောက်တာနဲ့မဟုတ်ဘူးရောက်တာနဲ့ဒီတက္ကသိုလ်ရဲ့ဒီတန့်ရှင်းမှုကိုတော့အရင်ဆုံးတွေ့ရှိပါတယ်တန်ရှင်းမှုကျောင်းသားတွေရဲ့ဒါစီကံရှိမှုဟိုစာတွေစူးစမ်းနေပုံစာချက်နေပုံတွေကိုလည်းအသီးသီးတွေ့ရှိပါတယ်ပြီးတော့ဆရာတွေရဲ့ဒီသင်ကြားမှုကလည်းအရန်ကောင်းပါတယ်သူတို့ရဲ့တက်ကြွကြွနဲ့ဒီကျောင်းသင်တန်းသူသင်တန်းသားတွေပေါ်မှာလည်းစိတ်ရှိလက်ရှိနဲ့စာတွေကိုသင်ကြားပြသပေးတာတွေကိုလည်းတွေ့ရှိရပါရှင်အဲ့တော့ဒီကနေဆရာမသင်ယူလေးလောက်ခွင့်ရပြီးတဲ့အခါမှာမြန်မာပြည်ပြန်သွားတဲ့အခါမှာပေါ့နော်ဆရာမအနေနဲ့ဘာတွေများတိုးတက်ပြီးလုပ်နိုင်မယ်လို့ခံစားရတယ်လဲဆရာမဟုတ်ကဲ့ရှင်ဒီမှာတော့ AI နဲ့ robotic training ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမလည်းဆရာမတဦးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသူကျောင်းသားတွေပေါ်မှာပြန်ပြီးတော့ဒီကလေးလာသင်ယူခဲ့တဲ့စာပေဗဟုသုတတွေအကုန်လုံးကိုပြန်လဲမျှဝေ sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆရာမကျေးဇူးတင်ပါတယ်ရှင်